上看俺们没拿娃些蒙语菜吧，哎，没把我是蒙菜吧，蒙语菜呀，是生等眼睛，是这样，哇，那没标比他那没的过呢。啊，古今年的三天年里嘛，就是那没打算诶，好帮没有来到嘛撇吧的，哎，Q 太里头也过呢，讲比例呢，讲比例的公巴嘞，偏偏妹呢多没，比妈妈吧。妈妈都在没在路面头，他都故意为被查的判断里呢过呢。တော်လေးပါပြီမစီဝင်ထဲပါမယ်မစတူရီကလည်းသူတို့ကျွေးနေကြမလုံးရှိပါမယ်မရသေးဘူးစီဝင်ထဲပါတယ်တွားမယ်ခီရအရင်ဝေးတဲ့ခါကျတော့အမလေးယူစင်တက်ပုံရိုက်ချင်တာဒါပေမဲ့မရိုက်တော့ပါဘူးသူများနေရာကြီးဆိုတော့စီဝင်ထဲအမသူတို့ဖြော်ရည်တိုက်တယ်ဖြော်ရည်ပန်းအောင်လေးအရင်အရသာပြင်းတယ်ကောင်းတော့ကောင်းပါတယ်ဒါပေမဲ့အရင်အရသာပြင်းတော့ယူစင်တော့ရတဲ့အစင်ပြေဟိုငေးကြီးရဲ့ဒီငေးကြီးအမတချင်းညဆိုနေသေးတာကလင်းကလင်းကလင်းတယ်ဖုန်းလေးဆက်လိုက်တယ်ဆိုတော့တချင်းလေးစုံနေသေးတယ်မဖြောရဘာဆက်လို့ရလဲမသိတော့တိုင်းညီးကြည့်နေရပါတော့အဲ့လိုညီးကြည့်ရင်ရှုခင်းလေးကြည့်အဲ့ရှုစင်တင်နဲ့နောင်မုံရောက်ပြီပေါ့နော်လွတ်ပြင်းကောင်းမလားမလွတ်ပြင်းကောင်းမလားဆိုပြီးကွာလက်အခုတို့များမှာဆိုလို့တိုင်းလက်ထဲမှာကင်တာတော့မေမေတောက်ပြလိုက်တာအဲ့ဒါနဲ့နောက်ပြီးတော့မှရှုခင်းလေးကြည့်ပါတယ်တိမ်နေနဲ့ဒါဖုန်းထဲမှာမို့လို့တိမ်မလှအဖြစ်မှာဆိုလုံးဝလှတယ်အမှန်နဲ့ဒရိုးမဟာဦးမင်းအောင်မဟဲ့မင်ကွန်လေးတွေနဲ့စတဲ့နေမှာနားထောင်တယ်ပေါ့နော်ပေါ့ဆောင်လည်းရှိနေပါတယ်ဘို့အတွက်အဓိကကြတဲ့စာပြုမွေးပြီးအခြေခံကိုလိုလိုမှုဓမ္မတို့ကိုအောက်သွန်ခေါ်တဲ့ပြုပြီးပြီးရင်လက်မတွေ့လူတို့နဲ့စတဲ့နေမှာရေးလိုက်ပတ်ပါတယ်အဲ့ဒီမှာဟိုပုံမျိုးကဖះအောင်ရောက်ပါပြီဒီဖះအောင်သွားပြီးတာနဲ့ပြီးရင်ရှင်စနထန်ဆန်းကူဆက်သွားမယ်ပေါ့နော်တစင်ချင်းစီရောက်ပါတယ်မမှန်လေးတဲ့တွေ့လို့မှန်မှဝင်ကြည့်ခဲ့သေးတယ်အဲ့ဒါပြိုနေရလားပြက်နေရငလင်လို့လို့လားမသိဘူးအလုံးမျိုးရမ်းမရှိဘူးလားမသိဘူးမှန်လေးဝင်ကြည့်လိုက်ပါတယ်အစိမ်းအောင်လေးပေါ့နော်ပြီးတော့သူကဖျားကအမအဲ့ဒီပေးမှုဝင်ငလင်ကြောင့်ပြိုလာတဲ့နေရာလေးနည်းနည်းရှိတော့အမျိုးတားတာဒါပေမဲ့ဦးသုံးချိန်ချပြီးတော့မှရှုခုကတော့လိုက်ပါတယ်ဒါကတော့တကယ်တော့မို့အိစာရွက်ချင်းနဲ့ကွာတာနေပူလို့ကားတာအဲ့ဒီမှာလေအချင်းသေးရုပ်ထုကြီးလေရွှေစင်ကိုချင်းနားမလဲသေးဘာအတိပဲလဲမသိဘူးဒီမှာအမဘောရဟူနေနဲ့ရှုခိုးမို့ပဲဒါပေမဲ့ဟိုဘက်ကိုရောက်သွားတော့ဒါကဖျားနဲ့မရတီရီမြင်္ဂလာရှိချမ်းသာဓမ္မတော်ဖျားကြီးပေါ့ဒါကအဲ့ဒီဘန္နာတော်ထင်းကြီးကောဘကအဖွဲ့တွေပုံအဲ့ဘာကြီးလဲမသိဘူးတိရိုက်ခဲ့တာပဲလမ်းကိုလည်းမသိဘူးရှိသမျှနေရိုက်တာတိတ်နေလှလို့ရိုက်တာတကယ်တော့လမ်းကိုရိုက်တာမဟုတ်ဆွဲမိစေရဆွဲလိုက်တာမာခါတော့ဗီဒီယိုရောမရိုက်တော့ရှင်စနထန်ဆန်းကူရောက်ပါပြီအမပေးဒီပါလိများပါတယ်ရှင်ကိုမရိုက်ပြပါနော်အမရေးချောင်းလေးစီးနေအေးတော့အေးတယ်ဂူထဲဝင်သွားတာနဲ့လုံးဝအေးစိတ်နေရပဲအပြင်ကမောပန်းလာတဲ့အပူတွေကလေဂူထဲရောက်တော့လုံးဝချမ်းချမ်းလေးဖြစ်သွားအမျိုးကြောက်စက်ပန်ဆွေးတွေတကယ်လို့ရွှေစနုရှန်စတစ်ကိုရောက်မယ်ဆိုရင်ထန်ဆန်းကိုလည်းမမိပါနဲ့တဘာဝလုံးဝတဘာဝအတိုင်းလှပါတယ်ဒီမှာကြောက်တုံကြီးကလုံးဝအမာသားကြီးဖျားရည်လည်းတေးတာအများကြီးပါရှည်လေသူကသူစိတ်ကြနေရောလေလုံးဝရှုံမုံနဲ့ခြေသားထားတပည့်စရာကြီးဒါဘလူးဒါရှုံနဲ့လူတွေအားလုံးစီဒီတေထားဆိုစင်လာလိုက်ကင်ကြည့်ရပါတော့ရှုံနေရကောင်းတယ်ဒါလုံးဝခိတ်ဆုံးသွားပါပြီဒီမှာဘလူးနဲ့ရိုက်လိုက်ပါတယ်ခုနဘလူးနဲ့အစိမ်းအောင်နဲ့အစိမ်းအောင်လိုက်ဖတ်နေပါအားနဲ့ဗီဒီယိုလိုက်ရိုက်ပါတယ်ဟိုဘက်ရှောင်းမယ်ဒီဘက်ရှောင်းမယ်ဂူထဲမှာကြော်နေမှောင်နေတယ်အဲ့ဒီမှာကြောက်တုံးနေကြလုံးဝချက်သိမ်းထားစရာအဖို့အထစ်ကြီးနဲ့မှန်လေးဝင်ကြည့်လိုက်ပါသေးရဲ့ရှင်မှောင်နေတာနေတအားပူတော့ဒင်းချင်းဝဲတောက်လိုက်ပါတယ်ပြီးရင်အဲ့ဒီမှာရွှေတကုံထန်ဆန်းရွှေတကုံဝင်သေးတယ်အဲ့ဒီမှာနန်းတော်လိုဘာလို့လဲဖုန်ကြီးချောင်းနဲ့ဝင်တော့လေအမဓာတ်ပုံရှောက်လို့ရမယ်နေရပဲအရန်လာတယ်နေရလေဟိုဟိုတယ်နဲ့ဆင်းနေသေးလား
သွားပါမယ်ရိုက်ပါမယ်ရှင်ဓာတ်ပုံရိုက်ပါမယ်အဲ့ဒီမှာလေရွှေစင်ဓာတ်ပုံရနေတော့လေအမနှစ်ယောက်လေဝင်လာတော့လေရွှေစင်မှာဗီဒီယိုကြီးကိုပြန်ပြီးရက်ခဲ့ရတယ်လားဒီတိုင်းဖုန်းမပြီးထွက်ပြေးလာတာသူတို့ကမသိလို့ပဲဖြစ်မှာပါပြီးတော့မှအမဓာတ်ပုံရိုက်ပါတယ်ကွာကူကြောက်ချဲလုံးဝမသိရင်ကိုမင်းသမီးလေးပေါ့နော်ဖေဖေကကြည့်နေတယ်ဖေဖေကိုအမဆွဲခေါ်ပါတယ်ပြင်မမရလေအမကြည့်နေရတယ်မမေကိုပါတခါတည်းဆွဲခေါ်လိုက်ပါတယ်မင်းများလည်းသူ့သမီးလေးမပါမှာဆိုလို့မမကပါဆွဲခေါ်ပါသေးတယ်မမကိုခေါ်ပါပြီအမမကဝင်ချင်တယ်လို့ဝင်ချုံနဲ့အမလာပါပြီမိသားစုတွေပါကိုကြီးပါရင်တော့ကောင်းပါပေါ့နော်အဲ့မှာဖျားမှာစုံအုပ်ကြီးလဲပါသေးတယ်စုံကအကြီးနဲ့မသိရွှေစင်ရိုက်ခဲ့တာပဲဒါတော့လုံးဝကျောင်းဆောင်ရအကြီးပဲအကျယ်လဲကျယ်တယ်ရွှေစင်နေပူတာနဲ့အမနဲ့ထိုင်နေရပြီးမှထန်ဆန်းရွှေတကုံသွားမယ်အရှိတည်းမှာပါပါတယ်ရှိပါတယ်မိုင်းဆောင်ခါဝေးပါပဲကားနဲ့သွားမရမှာပါနန်းလျှောက်သွားရင်တကယ်သေးပါပြီမသွားခင်ဒီမှာအမရှုခင်းလေးပါလေးရိုက်ပါတယ်မကားလာတာနဲ့သွားပါပြီရွှေတကုံကအမလေးအပြင်ဘက်ပဲရှိတော့ဘာမှမဝင်တော့ဒါပေမဲ့တက်ပုံလေးပဲဗီဒီယိုလေးပဲရလာတယ်တော်တယ်ရှိတယ်အဲ့ဒီမှာဖယ်သွားအောင်မလားလေးလို့မေးတော့你上面的，ရွှေစော့မေးဆိုပြီးမှအမအင်ဂျီလေးလေးလိုက်ပါတယ်အဖြူနဲ့အပြားလေးပေါ့နော်လေပြတာပါပြီအမအင်ဂျီလေးပြီးတော့လမ်းတောင်မှာရွှေစင်အန်ဂျီလိုမူမိလိုဖြစ်လာအဲ့နဲ့စောစောနေဝင်ပါတယ်စောစောနေရောက်ပြီးတော့မှတက်စင်ခန်းနဲ့လည်းဝင်လိုက်ပါတယ်တက်စင်ခန်းမှာ mirror selfie လေးရလိုက်တပါတယ်ရှင် mirror selfie ရပြီးတော့စောစောနေပြန်ဝင်ပါတယ်အဲ့ဒီမှာစက်သားကြော်နေထမင်းပဲယူပဲမှောင်လိုက်တပွဲ6000အနောက်ကြတယ်ပြီးတော့စပက်တက်နေရပဲပုံစံခွက်လေးနေတော့သူမထည့်ပေးထားအောင်အဲ့ဒါနဲ့ဟိုမြည်တီမီပေါ့နော်လူတွေလည်းရှုပ်နေတော့စူညမ်းနေရပဲအဲ့ဒါကတော့အဲ့ဒီစားတော့ဆိုင်အနီးမှာရှိရဲ့စိတ်လေးပါလူတွေကတော့ရေကူးနေတာကျွန်တော်ရေကူးမှုပဲဒါပေမဲ့နေတအားပူနေရနဲ့ရေမကူးတော့အားကြောင့်ဓာတ်ပုံလေးပါလေးရိုက်ဗီဒီယိုလေးပါလေးရိုက်ပေါ့နော်တချင်းနေရလည်းဖွင့်လာတယ်အနောက်ကညီမလေးကဘာဖြစ်နေလဲမသိကနေကြတယ်ရွှေစမ်းတော့လို့မကောင်း post လေးပါလေးပြီးကရင်ပြီးနောက်ခံထားပြီးတော့အဲ့ဒါနဲ့ဟိုဘက်သွားဒီဘက်သွားနဲ့ post လေးပါလေးဘာညတရက်ကဗီဒီယိုလေးရိုက်ဖို့ပဲတက်တယ်ပေါ့နော်ရွှေစင်ဝတ်ထားတဲ့အင်ဂျီရလည်းရုံသမားတွေဝတ်တဲ့အင်ဂျီနဲ့တူနေရတဲ့အားနဲ့ကံပေါင်ပေးလေးပေါ့ဟိုလျှောက်တီလျှောက်အနောက်ပြန်လဲပါမယ်ရှင်လဲအားနဲ့ပြန်ပါမယ်ပြန်ရင်းနဲ့အပါဖေးသီးခွဲဆိုင်နဲ့ကြက်တဲ့တချင်းလာတော့အမတချင်းကဆူလိုက်သေးတယ်တချင်းလေးဆိုပြီးသွားတဲ့အခါကျတော့မောသွားပြီပေါ့နော်အမဟူပုံးမြို့မှာရှီတွေပတ်နေကြအမရှီစနေလိုက်ပတ်လိုက်တာအမလူတအားစီရှီစနေရှီထဲလိုက်စကားလေးများလိုက်ပြီးရင်လူတွေရေစိုးနေတော့လိုက်ပြီးနေကြည့်လိုက်လူကတအားများတော့လေရှီစနေပြန်ပြီးပတ်နေမှာဆိုလို့ရှီစနေမှာလိုက်ပုံးနေရတယ်လားပြီးရင်ရှေ့မှာရှိသေးတယ်လူတွေတော်တော်လေးစီတယ်အဲ့ဟူပုံးမြို့မှာပင်မန်းတော့လေတနေ့ကုန်နားလေးကညှိုးလာပြီဟီဒီဖြစ်ကုန်အမလူတွေစီသေးတယ်ရှီတွေပတ်နေကြနှစ်စန်းတရက်နေမှာတော့မဟိုပုံမျိုးရေပတ်နေတုံးမယ်အဲ့ဒီမှာအင်ပြန်ထဲမှာနေကြခင်းလေးတွေ့တော့နေကြခင်းလေးမှာတပုံလေးရိုက်ခဲ့သေးတယ်ဒါပေမဲ့မလှနဲ့ gallery ကနေဂျောင်းဝမ်းစိတ်တွေဖြစ်ကုန်ညရောက်တဲ့အခါမှာရွှေစံတို့ဒီနေ့ကဖုတ်တဟူကအတာစားရဆိုပြီးတော့မှအတာအိုးသွားလှူတယ်ပေါ့နော်ဖုတ်တဟူနည်းနည်းလေးကိုရှုခိုးလိုက်ပါနဲ့ရှင်
ကိုတဟူသမီးလေးပါရှိစင်ဆိုဒီနေ့ဗီဒီယိုလက်ကတော့လောက်ပါပဲရှင်ရှိစင်ဗီဒီယိုကိုချစ်ပြီးသားတို့ကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းဘယ်လိုဗီဒီယိုတွေနဲ့ထပ်ပြီးတော့မှလာခဲ့အောင်လဲဆိုတာစောင့်မျှော်ပေးကြပါဦးနော်ရှင်မွန်ချေပါ